ကဘာပေါ်မှာထူးထူးဆန်းဆန်းဖန်ဆီးမှုတွေအများကြီးရှိပေမဲ့အခုထိုင်းနိုင်ငံလော့ပူရီလာပီရခရိုင်တာလောင်ဒလွန်မြို့နယ်မှာဖြစ်သွားတဲ့မူရစ်ဆေးဝါးဖန်ဆီးမှုကတော့တကယ်ကိုရုပ်ရှင်ဆက်ဆံတရုပ်ဆောင်ကောင်းလို့အော်စကာဆုတောင်းပေးရမလို့ပါပဲအကွက်ရွှေတာထက်ကကွက်ဆန်းဆန်းနဲ့တရက်ခံကိုဖန်ဆီးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့လူဝက်စစ်စင်ရေးအကြောင်းကတော့အွန်လိုင်းမှာတော်တော်လေးလူပြောများနေပါတယ်ဖြစ်ပုံကတော့ရဲတပ်ဖွဲ့ဟာမူရစ်ဆေးနဲ့တရားမဝင်လောင်းကစားလုပ်နေတဲ့တန်တရားရှိသူမေခမက်ကဖာဝါဖွာဆိုသူကိုလက်ရဖမ်းကျင်တာကြောင့်ပုံမှန်လိုအရက်ဝတ်နဲ့တော်မဖမ်းပဲပွဲလန်းတပင်တွေမှာကပြဖြော်ပြတဲ့ကချီတီတွေအဖြစ်အသွင်ပြောင်းပြီးစစ်စင်ရေးဆင်နွှဲခဲ့တာပါရဲရရှိတွေဟာလူအုပ်ကြားထဲမှာကားကွက်ဆန်းတွေမြူးကြွတဲ့တေးဂီတတွေနဲ့အတူပျော်ရွှင်မြူးထူးနေတဲ့ပုံစံမျိုးဖန်တီးပြီးတရားခံရှိရာစီကိုတတိမမူမိအောင်တဖြည်းဖြည်းချင်းတိုးကပ်သွားခဲ့ပါတယ်တရားခံမေခါခမြလဲသူ့ဘေးနာကကချီတဲ့တွေဟာတနက်ကင်ထားတဲ့ရဲတွေမှအိမ်မက်တောင်မမတ်ဖူးတာမို့ဘာမှရိပ်မိခြင်းမရှိပဲအေးဆေးပဲထိုင်နေခဲ့တာပေါ့ဒါပေမဲ့အကွက်စေ့သွားတဲ့အချိန်မှာတော့ကချီသည်အသွင်ယူထားတဲ့ရဲတွေဟာကကွက်တွေကိုချက်ချင်းရက်တရုပ်ဆောင်သားတွေကိုအဆုံးသက်ပြီးမေခါကိုပက်ပက်လဲကနေဝိုင်းဝန်းလက်ရဖမ်းဆီးလိုက်ပါတော့တယ်ဖန်ဆီးမှုအပြီးအခင်းဖြစ်ပွားရာနေရာကိုအသေးစိတ်ရှာဖွေလိုက်တဲ့အခါမှာတော့စိတ်ကြွယူသွစေးပြားရာပေါင်း53ပြားမူရစ်ဆေးဝါးတွေခွဲတန်းချဖို့ပြင်ဆင်ထားတဲ့ပလတ်စတစ်အိတ်အလို200ကျော်နဲ့ဖုံးတစ်လုံးကိုတက်တေခံအဖြစ်တင်စီရမိခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။စစ်ဆေးလိုက်တဲ့အခါမှာတော့ဒီလူဟာမူရစ်ဆေးတင်မကပဲနောက်ွယ်မှာတရားမဝင် online slot ကစားနည်း online slot machine တွေကိုပါဦးစီးမောင်းနေတဲ့သူဖြစ်နေတာကိုထပ်မံတွေ့ရှိခဲ့ရပါတယ်။လောလောဆယ်မှာတော့အကွက်ပြောင်းပြီးအဖမ်းခံလိုက်ရတဲ့မေခါကိုအမျိုးအစားမူရစ်ဆေးဝါးရောင်းချဖို့လက်ဝယ်ထားရှိမှုခွင့်ပြုချက်မရှိဘဲ online လောင်းကစားဂိမ်းတွေလက်ပတ်စေမှုစတဲ့ပုံမှားတွေနဲ့ဒေတာခံရဲစခန်းမှာအမှုဖွင့်ထားပြီးဥပဒေအတိုင်းဆက်လက်အရေးယူဖို့ချုပ်နှောင်ထားတယ်လို့သိရပါတယ်။ရုပ်ရှင်ထဲကအတိုင်းအကွက်ဆန်းဆန်းတွေနဲ့ဖမ်းဆီးခဲ့တဲ့ရဲတွေရဲ့စစ်စင်ရေးကတော့တကယ်ကိုလက်ဖြားခါလောက်ပါပေတယ်ဗျာသတင်းချက်လက်စုံစုံလင်းနဲ့ထူးခြားဆန်းပြတဲ့ data တွင်သတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာ